ကျွန်တော်ဟိုးနောက်ကတောင်ပေါ်ကိုတက်မှာပါခင်ဗျအဲ့မှာဖျားရှိတယ်ဖျားသွားဖူးအောင်လို့အားလုံးဖိတ်ခေါ်ပါတယ်နော်ဒီတောင်ပေါ်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းလေယောင်မြို့မှာရှိပါတယ်လေယောင်မြို့မှာရှိတဲ့တောင်ပေါ်ဖျားလေးဖျားရဲ့အတွင်းပိုင်းမှာလည်းကန္နာကူရီတိုက်ရှိပါတယ်ညီယူတဲ့ရန်ကောင်းတဲ့စင်းသူတော်တွေရှိပါတယ်ဒါ2 point ပေါ်နေတက်ကြည့်မယ်နော်ညော်စင်မောင်းနေတက်ကြည့်မယ်လေယောင်မျိုးရလှပေါ့နော်ခုနပြောတဲ့ညော်စင်အားနေပြီးတက်ရကြတာပေါ့လေယောင်မျိုးရလှပါပါရောက်ရှိနေတဲ့ဘုရားကျိုးသရာပေါ့နော်ယူတွေလည်းရမ်းလှပါတယ်လိုကေးရှင်းနေလိုကေးနေရမ်းလှရနော်နေအောင်ဘက်ကိုရောက်ရင်ဒီဖျားပေါ်လည်းလာလဲလို့ရပါတယ်လို့နော်